ိုင်းနဲ့ပြောချင်တာကတော့ဒီတတူးပြိုင်မဲ့သွားရင်ကျွန်တော်တို့အဓိကထပ်ပြီးအရေးကြီးတာတော့ငွေပေါ့နော်ငွေသုံးရမယ်ငွေရဘယ်လိုပဲဖြစ်ဖြစ်အနည်းဆုံး1000ပတ်ဝန်းကျင်ပေါ့1000အထက်မှာရှိတယ်နော်တပွဲသွားရင်ဘာဖြစ်လို့လဲဆိုတော့ဒီအသွားပြန်ကားကားတွေရှိတယ်နော်အသေးပို့ဆောင်ရေးနောက်ပြီးတော့ကိုယ့်ချီမှာပါသွားတဲ့ကိုယ့်ကိုကြီးညာလုပ်ပေးမဲ့ကိုယ့်ရဲ့ဒီညီငယ်လေးတွေနောက်ပြီးကိုယ့်ရဲ့ဒီပုံကိုအထိုးခံမဲ့ model တွေသူတို့အတွက်နေဖို့စားဖို့နော်တဲဟိုကန်တွေငှားရတယ်နော်အဲ့တော့အဲ့ဒါထားကျွန်တော်တို့ဝင်ကြီးပေါ့နော်ဝင်ကြီးကတော့ပြိုင်ပွဲတစ်ပွဲနဲ့တစ်ပွဲဈေးမတူဘူးတချို့ပြိုင်ပွဲလဲဟို9000နဲ့9000အောက်ပေါ့နော်4500တချို့ပြိုင်ပွဲလဲ9800 9000 1000နော်အဲ့လိုဒီတွေရှိတယ်တချို့ပြိုင်ပွဲလဲ3000အထက်ပေါ့အဲ့လိုပေါ့အဲ့ဒါတွေကြီးပဲပြီးတာမဟုတ်ဘူးဒီသွားတဲ့လာတဲ့အချိန်မှာဒီသုံးတာစားတာတွေရှိသေးတယ်နော်အဲ့တော့အနည်းဆုံး1000အထက်မှာရှိတယ်အဲ့ဒီ budget အရေးကြီးတာပေါ့နော်အဲ့ဒါကြိုတင်စုဆောင်းထားရမယ်ပြိုင်ပွဲတစ်ခုသွားမယ်ဆိုရင်အဲ့လိုမျိုးကိုကပွဲထဲမှာမကြေးဘူးဒီထိုးပြီးသားပုံကိုပဲသွားပြီးတော့ပြမယ်ဆိုရင်အဲ့ဒါတစ်မျိုးအဲ့ဒါတော့ကုန်ကြစိတ်နဲ့တက်တာမယ်ဟိုဘယ်လိုပွဲထဲမှာရေးတာကြတော့လဲဟိုကုန်ကြစိတ်တော့ရှိတယ်ဒါပေမဲ့ဟိုအပွဲထဲမှာရေးရတဲ့ fee ကတစ်မျိုးကိုကတကယ်လို့ပြိုင်ပွဲဝင်ပြီးမရေးဘဲနဲ့ပြမယ်ဆိုရင်လည်းရတယ်เนาะအခုရေးထားတဲ့ပုံဒီစမောကြောပဲဖြစ်ဖြစ်နော်ဟိုပါပေါ့ကြောပြည့်တကိုယ်လုံးအပြည့်เนาะခြေတော်တစ်ချောင်းလုံးလက်တစ်ချောင်းလုံးအဲ့ဒါတွေကိုသေချာအီးစိတ်အောင်ရေးထားပြီးခါမှပွဲမှာအဲ့ model ကိုခေါ်သွားပြီးတော့ပြတာအဲ့ဒါကြတော့ကိုညာစိတ်တက်တာတယ်เนาะအဲ့ဒါကြတော့ကိုသုံးပုံရှိသုံးပုံလုံးပြလို့ရတယ်ဒါပေမဲ့ဟိုမှာပြတဲ့ဟိုဝင်ကြီးပေါ့เนาะပြကပေါ့အဲ့ဒါကတော့ဟိုအနည်းဆုံး1000 900 800အဲ့ပတ်ဝန်းကျင်မှာရှိမယ်เนาะအဲ့တော့အဲ့ဒီဟာတော့အဆင်ပြေပါတယ်အဲ့တော့ပြိုင်ချင်းအနည်းဆုံးဒီ budget လိုရမယ်เนาะ budget 1000ကျော်အဲ့ဒါရဲ့ဒီခရီးတွေသွားရမယ်ပေါ့เนาะတကယ်လို့ပြမယ်ဆိုလဲအတူတူပဲဒါပေမဲ့ तू ကတော့တက်တာတယ်เนาะ तू ပြတာပွဲထဲမှာမရေးဘူးပြတဲ့လူအတွက်အဲ့ဒါပါเนาะအဆင်ပြေပါတယ်เนาะကျွန်တော်ပြောချင်တာအဲ့ဒါတွေဟိုမှတ်သားထားရင်ဒီပြိုင်ရမယ့်အချိန်ကျရင်နည်းနည်းလေးဟိုပေါ့အဆင်ပြေနေတာပေါ့เนาะကျွန်တော်ဟိုလုပ်ခဲ့တဲ့ဟာလေးတွေကြုံခဲ့တဲ့ဟာလေးတွေကိုကျွန်တော်ကညီလေးတွေမတီးသေးတဲ့ပေါ့เนาะပွဲမှာမပြိုင်ဘူးတဲ့ညီလေးတွေကိုဟိုဒီမှတ်သားလို့ရအောင်ဒါပြန်ပြီးတော့ share ပေးတဲ့သဘောပါကဲအားလုံးကျေးဇူးတင်ပါတယ်ကျွန်တော်အိမ်မက်ဆိုတက်တူကဆင်အောင်ဖြစ်ပါတယ်